မင်္ဂလာပါရှင်ကျမတို့ရဲ့ဆယ်လီ news channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးအတွက်ဒီနေ့မှာတော့မြန်မာလက်ရွေးစင်အသင်းရဲ့အမာခံကစားသမားပရိသတ်တွေရဲ့ချစ်တော်မမောင်လွင်ရဲ့ဝန်သားစရာသတင်းကောင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘောလုံးကွင်းထဲမှာလျှက်စီလိုမြန်နေတဲ့အရှိန်ဟုန်တွေနဲ့ခြေစွမ်းပြနေတဲ့မမောင်လွင်ဟာအခုဆိုရင်သူ့ရဲ့ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့အိမ်သက်ကြီးကိုတိစောက်ပြီးစီးသွားပြီပဲဖြစ်ပါတယ်ဒါအပြင်ထူးခြားတာကတော့အိမ်သက်တက်ရုံနဲ့မကပဲနှစ်သက်ကူအလူတန်းဖြစ်ပြည်သူတွေကိုဘဲဦးနဲ့ပဲဟင်တွေကိုယ်ရဲကိုချချက်ပြုတ်လူတန်းခဲ့တာပဲဖြစ်ပါတယ်။ဘောလုံးသမားမမောင်လွင်ရဲ့ဒီအိမ်သက်ကြီးဟာသူနှစ်ပေါင်းများစွာFIFA League တွေမှာတွားရောက်ကစားရင်ချွေးဆက်ပေါင်းများစွာရင်းနှီးပြီးမှရရှိလာခဲ့တဲ့ရလဒ်တစ်ခုဆိုရင်လည်းမမှားပါဘူး။လိုက်ကြည့်ဦးအိမ်သက်ထဲမှာဆိုရင်လည်းသူရရှိခဲ့တဲ့အကောင်းဆုံးကစားသမားစုတွေလက်ရွေးစင်အင်ဂျီတွေနဲ့အောင်မြင်မှုမှတ်တိုင်တွေကိုခေါ်ယူစွာပြသထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။မမောင်လွင်ကပြောကြရမှာတော့ကျွန်တော်လူချင်တာဘာမှထပ်မရှိတော့ပါဘူးဒီအိမ်ဟာကျွန်တော်အတွက်အနာကိုရတဲ့မကပဲရှေ့ဆက်ပြီးဘောလုံးလောကအတွက်ပို့ကြိုးစားဖို့ခွန်အားပေးတဲ့နေရာတစ်ခုပါပဲလို့ဆိုခဲ့ပါတယ်ကိုနေချင်တဲ့ပုံစံကဒီလိုပါပဲသူနဲ့အဲ့ဒီလိုမျိုးအတိုင်းပဲမင်းကိုလိုချင်တဲ့ပုံစံသူဖြစ်ချင်တဲ့ပုံစံမျိုးကဒီလိုမျိုးကွက်တီလဲကြပါတယ်သဘောထားချင်းလဲတိုက်ဆိုင်တာကြောင့်ဒီလိုပုံစံလေးပဲဆောက်ဖြစ်သွားတယ်လို့ဆိုပါတယ်ဟုတ်တယ်အဲ့ဒါဘယ်လိုခန်းစားချက်တွေရှိလဲဆိုကျွန်တော်တို့အထက်ကတော့မိဘတွေပါပဲပေါ့နော်ကျွန်တော်မှအဖေတော့မရှိတော့ဘူးအမေတူတဲ့ပဲကြံမာတော့တယ်ဆိုပြီးဖြေချလာပါတယ်။ဒါပေမဲ့ကျွန်တော်က2018နှစ်ကတစ်နှစ်တာပေါ့နော် Best Player ဆုတွေရရှိခဲ့ပါတယ်။ဒီနေ့မှာတော့သူ့ရဲ့စူးစမ်းမှုရဲ့အသည့်အပွင့်ကိုမြင်တွေ့နိုင်ပါတယ်။ဒီအိမ်ဟာ luxury မဟုတ်ပါဘူး။ဒါဟာစူးစမ်းမှုတည်ခံမှုအောင်မြင်တို့ရဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။မမောင်လွင်အတွက်ဒီအိမ်ဟာသူ့မိသားစုကိုပုံမကောင်းမွန်တဲ့ဘဝပေးနိုင်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရပါဘူးနော်။ဒါပေမဲ့လည်းမဖြစ်နိုင်တာလည်းမဟုတ်ပြန်ပါဘူး။ကဲခုတခါမှာတော့ပြည်သက်တွေအားအကြရဆုံးဖြစ်စေမယ်။မမောင်လေးရဲ့နှစ်သက်အလူအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနှစ်သက်မှာတော့သူဟာကြီးကြီးကျယ်ပွဲလန်းသဘင်တွေထက်ပြည်သူတွေအတွက်အမှန်တကယ်လိုအပ်တဲ့စားနပ်ရိက္ခာကိုအလူလုပ်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့ဘဲဦးနဲ့ပဲဟင်ပဲဖြစ်ပါတယ်။ဘာလို့ဘဲဦးနဲ့ပဲဟင်ဖြစ်နေတာလဲလို့မေးစရာရှိပါတယ်။မမောင်လင်းကိုယ်တိုင်ကဒါဟာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်အယုရှင်ဆုံးနဲ့အားအရှိဆုံးအာဟာရလို့ဆိုပါတယ်။ဒါကြောင့်လေလူကြိုက်များပြီးဘာသာမျိုးစားတောင်းလို့ရတဲ့ဒီဟင်းကိုရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီကဲပဲလာရထဲမှာဒါတော့ဘယ်အစီလေးနဲ့ရှော့တယ်။ဟုတ်တယ်ဒါ900နဲ့အစိမ်တော့မနော်။ဒါတော့900စိတ်ဒါဘဲဘူးပေါ့နော်။ဒီမှာတော့သီးဆုံးပဲကလာဟင်း။ဒါတော့ရှယ်ပဲ။ရှယ်။ခရမ်းနီးပါမယ်။ဂေါ်ရခါးသီးပါမယ်။မုံလာဦးပါမယ်။အာလူပါမယ်ဟုတ်တယ်။ရှယ်ပဲ။တန်းတော်ဒီအစုံပဲ။ကိုယ်မှစားတယ်လို့ပဲအဲ့လိုမျိုးအလူမို့လို့ရှော့တာပါညာတော့မရှိဘူးပုံမှန်နိုင်မယ်အလုံး900ကျော်တယ်ဗောနော်900နဲ့အစိတ်အဲ့လိုမျိုးဟုတ်ပြီးတော့သီးဆောင်ပဲကလာရင်နေဦးသီးစားတော့ရှယ်ပဲနော်ရှယ်အဲ့ဒါအမြဲတမ်းပေါ့ကျွန်တော်မွေးနေစလဲအမြဲတမ်းကျွေးနေကြဒီလိုမျိုးလူရတာလဲဝါသနာပါတယ်ပျော်လဲပျော်တော့ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းမမောင်လွင်ကိုယ်တိုင်ဘဲဥရင်းတွေပဲဟင်းတွေကိုကိုယ်တိုင်ချက်ပြုတ်ပြီးပြည်သူတွေကိုကိုယ်တိုင်ထည့်ချွေးနေတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ပြည်သူတွေကိုပြုံးပြုံးရွှင်ရွှင်နဲ့ဘာဟန်ပန်မှမရှိပဲဝင်ငှနေတာကိုကြည့်ရရင်တကယ်ကိုဖြီးတီးဖြစ်စရာကောင်းလာပါတယ်။ဒါဟာကွင်းထဲကသူရဲကောင်းတစ်ယောက်ရဲ့ကွင်းပြင်ပကစိတ်ထားကိုပြသနေတာပဲဖြစ်ပါတယ်။ဒါတော့ပုံမှန်ပေါ့နော်။တကြံအမေဆိုလဲ4ရက်လုံးလုပ်တယ်21ရက်နေ့လည်းထမင်းကျွေးဒါတော့နှစ်တိုင်းလုပ်နေကြကုသိုလ်။အကျိုးဟုတ်ကဲ့ပါအောင်မြင်မှုဆိုတာရယူဖို့တည်းမကပဲပြန်လည်မျှဝေဖို့ဆိုတာကိုပါမမောင်လင်ကလက်တွေ့ပြသသွားခဲ့တာဖြစ်ပါတယ်။အိမ်သမားလည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဆက်လက်နေထိုင်နိုင်ပါစေလို့ကျမတို့အဖွဲ့သားတွေကဆုတောင်းပေးလိုက်ပါတယ်နော်။ကဲပရိသတ်ကြီးလည်းမမောင်လွင်ရဲ့ဒီအလှလေးကိုကြည့်ပြီးပီတိဖြစ်ရမယ်လို့ယုံကြည်ပါတယ်ရှင်။နောက်တော့လည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးသွားပါအောင်ရှင်။